နားဆင်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဇက်ကြီးစေခွေတွေက၄ခုမြောက်ဇက်တော်ဖြစ်တဲ့နေမိဇက်တော်ကြီးအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဝိဒေဟာရိုက်တိုင်းမိထီလာပြည်ကြီးမှာမကဒေဝမင်းကစပြီးသားမြေးမြစ်အဆက်ဆက်ဟာစပင်ဖြူတာကိုမြင်တာနဲ့ထီးနှန်းစွန့်ပြီးတောထွက်ခဲ့ကြပါတယ်အဲ့ဒီမင်းဇက်ဒီထဲမှာ831,999 ယောက်မြောက်မင်းဟာကျမတို့ရဲ့ဖျားအလောင်းတော်နေမိမင်းကြီးပဲဖြစ်ပါတယ်။နေမိမင်းကြီးဟာအလူဒါနနဲ့တီလကိုအလွန်တန်ဖိုးထားတဲ့မင်းဖြစ်ပြီးတနေ့မှာတော့သူဟာဒါနကမြတ်သလားတီလကမြတ်သလားဆိုတဲ့အတွေးနဲ့ယုံမားတန်တရားဖြစ်ခဲ့ပါတယ်။ဒါကိုတရားမင်းသိရှိသဖြင့်ကိုထင်ပြလာ၍မင်းကြီးဒါနဟာအကျိုးကြီးပေမဲ့တီလဟာဒါနထက်ပိုမိုမြင့်မြတ်ပါတယ်ဟုဆိုကမင်းကြီးအတွက်အမြင်မှန်ကိုရစေခဲ့ပါတယ်။တရားမင်းဟာမင်းကြီးရဲ့ယုံမားကိုဖြေချပြီးနောက်နတ်ပြည်ကိုပြန်သွားပါတယ်။နတ်ပြည်ရောက်တဲ့အခါနတ်အပေါင်းကနေမိမင်းကြီးရဲ့တီလတရင်ကိုကြားသိရပြီးဖူးမြင်ကျင်ကြတာကြောင့်တရားမင်းကမာဒလိနတ်သားကိုနတ်ယထာနဲ့လူပြည်ကိုစေလွတ်လိုက်ပါတယ်။မာဒလိနတ်သားလည်းလူပြည်ကိုဆင်းသွားခဲ့ပြီးတရားမင်းနဲ့နတ်အပေါင်းကအရှင်မင်းကြီးကိုဖူးမြင်ခြင်းလို့နတ်ပြည်ကိုပြင်းဆောင်ခိုင်းလိုက်ကြောင်းရိုသေစွာရှောင်ထားပါတယ်။မင်းကြီးဟာပြည်သူတွေကိုကုသိုလ်မမေ့ဘူးမှာကြားပြီးလိုက်ပါသွားပါတယ်။လမ်းမှာမာဒလိကမင်းကြီးကိုအခုလိုမေးပါတယ်။မင်းကြီးနတ်ပြည်သွားရဲ့လမ်းကသွားမလားငရဲပြည်သွားတဲ့လမ်းကသွားမလားတဲ့မင်းကြီးဟာမဆိုင်မသွဲပဲငါဟာနှစ်ခုလုံးကိုမြင်ကျင်တယ်မာဒလီဒါကြောင့်နေရာနှစ်ခုလုံးကနေပို့ဆောင်ပေးပါလို့မိန့်ကြားပါတယ်မာဒလီဟာလည်းချက်ချင်းဆိုသလိုယထာကိုငရဲပြည်ဘက်ဦးတည်လိုက်ပါတော့တယ်နေမိမင်းကြီးဟာဝေဒရိနီငရဲမြစ်ထဲမှာဆိုးရှိရဲ့လက်ပံပင်တွေနဲ့တန်ရီပူတွေနဲ့နှိပ်စက်ခံနေရတဲ့ငရဲသားတွေကိုတွေ့တော့ထိတ်လန့်သွားပါတယ်။ဘာကန်တွေကြောင့်များဒီလိုတွေခံစားနေရလဲသိကျင်လာတဲ့အတွက်မင်းကြီးကမာဒလိကိုမေးတဲ့အခါမာဒလိကသူတစ်ပါးသားမယားပြစ်မှားသူများတတဝါကိုညှင်းဆဲသူများစသည်ဖြင့်ကံတစ်ခုချင်းစီကိုရှင်းပြပါတယ်။ထို့နောက်နတ်ပြည်လန်းကိုပြန်လှည့်တဲ့အခါကောင်းမှုကုသိုလ်ကြောင့်စံစားနေရတဲ့နတ်ပြည်မန်တွေကိုတွေ့ရပြန်ပါတယ်။တာဝရင်သာရောက်တော့တရားမင်းလားမင်းကြီးဒီနတ်ပြည်မှာပဲအနည်းဆန်ပဲပါတော့လို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့နေမိမင်းကြီးကတော့အရှင်တရားမင်းငါဒီသူတစ်ပါးရဲ့ဘုံကံနဲ့ရတဲ့အဆောင်အယောင်ကိုမလိုချင်ပါ။ငါဤကိုပိုင်ကုသိုလ်နဲ့ပဲနတ်ပြည်ကိုပြန်လာပါရစေဟုဆိုကပြန်လဲတုံ့ပြန်ခဲ့ပါတယ်။တရားမင်းလည်းမင်းကြီးရဲ့စန္ဒအတိုင်းမာဒလိနတ်သားနှင်တော်ဝေစရင်တရက်ရထားဖြင့်မိထီလာပြည်သို့ပြန်လဲပို့ဆောင်ပေးခဲ့ပါတယ်။နေမိမင်းကြီးဟာလူကြီးပြန်ရောက်တဲ့အခါမိမိမြင်ခဲ့တဲ့ငရဲနဲ့နတ်ပြည်အကြောင်းကိုပြောပြလူအများကိုကုသိုလ်ကောင်းမှုမှာမွေးလော်စေခဲ့ပါတယ်။ဒီနေ့မှာတော့နေမိမင်းကြီးလည်းဘိုးဘေးတွေအတိုင်းသပင်ဖြူတပင်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီအခါမှာတော့ဘိုးဘေးများပြုမှုခဲ့သောအစဉ်လာအတိုင်းသားတော်ကာလရထကိုထီးနှံအပ်ပြီးတောထွက်သွားယဟန်ပြုရင်းအသက်ထက်ဆုံးတရားကျင့်ကြံအားထုတ်သွားပါတော့လေနေမိဇတ်တော်ကြီးကိုဟောကြားရမှာမြတ်စွာဘုရားသည်နိခမပါရမီကိုအထူးပြု၍ဟောတော်မူခဲ့ပြီးငရဲနဲ့နတ်ပြည်ဆိုတာဟာတကယ်ရှိကြောင်းကိုလေအတိအလင်းဟောပြခဲ့ပါတယ်ဒီဇက်တော်ကပေးတဲ့သင်ခန်းစာကတော့ရှင်းပါတယ်ငရဲပြည်နဲ့နတ်ပြည်ကုသိုလ်နဲ့အကုသိုလ်ဘာကိုရွေးချယ်မလဲဆိုတာပါ